ဒီနေ့ကတော့လုံးဝမစားတဲ့အသီးအကြောင်းပြပြပါမယ်။ဘာအသီးလဲဆိုရင်ဒီအသီးပါ။ဒီအသီးပေါ့နော်။ဘာလို့လဲဆိုရင်ဒီအသီးကိုစားပြီးရတယ်။ထက်ခါစားကျင်လာလို့ပါ။ကျမဆိုဘလောက်တောင်စားလဲဆိုရင်ဝယ်ထားတာ3ထုတ်ဝယ်ထားတာဒါပေမဲ့ဒီတစ်ထုပ်လုံးဝကုန်ပါပြီဒီတစ်ထုပ်ကလည်းနည်းနည်းပေါ့နော်ဒီမှာဖိတ်ကက်လေးပဲကြာပါတော့တယ်ရင်ကလေးကကျမကိုသိရတွေ့ဆိုရင်သိလိမ့်မယ်ကျမကအစားတော့ဆိုအရင်ကြီးမရရပေါ့နော်ဒီဟာကလုံးဝကောင်းလို့ကျမ review လာပေးရပါအသီးနာမည်ကတော့ macadamia အသီးပါဒါပေမဲ့သူ့ကို chocolate သီးဒါမှမဟုတ်ရင်တော်သီးလို့ခေါ်ရပေါ့နော်ဒီအသီးကိုစားတဲ့အခါမှာဗဇက်နဲ့ကိုက်လို့မရပါဘူးရှင်တို့မှာရှိသမျှသွား32ချောင်းလုံးကျိုးမယ်ပေါ့နော်ဒီအသီးကိုစားဖို့အတွက်သူ့မှာတော့ချောင်းပါပါတယ်ဒီလိုတော့ပေါ့နော်အသီးမှာဒီလိုအကွဲချောင်းလေးပါတယ်အဲ့အကွဲချောင်းလေးတွေကိုဒီတော့လေးထည့်ပြီးတော့ပေါ့နော်ကလပ်အဲ့လိုလေးဖွင့်လိုက်အောင်ပဲဖွင့်လိုက်တယ်နဲ့ဒီလိုမျိုးလေးအဆန်လေးရမယ်ပေါ့နော်အဲ့ဒါကိုစားရုံပါပဲအရန်ကောင်းတယ်စားရကွာစိတ်လေးနဲ့အရန်ကောင်းတယ်ပေါ့နော်သူကဒီအသီးကိုမှသူကနို့နဲ့ထောပန်းနဲ့ရောပြီးလှော်ထားတာပေါ့နော်အဲ့လိုအဲ့ဒီအတွက်ကြောင့်စားရတာစိတ်လေးနဲ့အရန်ကောင်းပါတယ်ပြီးတော့လေဒီအသီးကိုပေါ့နော်လူကြီးတွေလည်းကြိုက်လောက်တယ်ဘာလို့လဲဆိုရင်ကျမအိမ်ကလူကြီးတွေဆိုရင်အရန်အစားကြီးများကိုကအပြင်ကနေတစ်ခုခုပေါ့စားကောင်းတာလေးဝယ်လာရင်ကွာအမေရဲ့ထုံးစံတိုင်းပေါ့နော်တစ်စက်ုံတည်းထုတ်ထားတဲ့အတိုင်းပဲဘာလို့ဝယ်လာလဲဈေးကြီးရယူကောင်းလို့မကောင်းဘဲနဲ့အမှန်တော့အဲ့ဒါကောင်းတယ်တော့မှသူတို့အတွက်ကောင်းတာဝယ်လာဒါပေမဲ့ဒီအသီးကိုအိမ်ကလူကြီးကိုကြွေးရှိတဲ့ခါမှာတော့သူတို့ကြီးမများပါဘူးကြိုက်ပါတယ်။မဆိုညဆိုလဲထစားရပါတော့။ဘာလို့လဲဆိုရင် तू ကဒီလိုမျိုးလေးတော့လေးနဲ့ဖွင့်ရုံပဲဆိုလွယ်ရကွာဖွင့်ရစားရလည်းကောင်းတယ်။ပြီးတော့အစစ်အဆန်ဆိုတာပေါ့နော်ကျမရဲ့အတွက်စားပေးတဲ့နေပေါ့နော်အစစ်အဆန်ကြိုက်တဲ့လူတွေဆိုရင်တစ်ခါလေးပဲ try ကြည့်ပေါ့နော်လုံးဝကိုကျမ highly recommend ပေးပါတယ်ကျမတော့အရင်ကြိုက်တယ်ပေါ့နော်ဒီဟာကိုစားနေရအောင်ကျမဒီလိုမျိုးရုံမျိုးဖြစ်နေကျမဝက်စားတဲ့ page လေးကတော့ဒီ KS ဆိုတဲ့ page လေးကပါ H page မှာဆိုရင်ပေါ့နော်လုံးဝကပစ္စည်းတွေက authentic ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာသွားဝယ်လို့ရပါတယ်သုံးတိချီပေးကြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးပါရှင် bye bye